အေဂျင့်နဲ့ညတညမှာလန်ဒန်မြို့ရဲ့ MI7 ဌာနချုပ်ဟာလည်းတိတ်ဆိတ်ငြိမ်သက်နေပါတယ်။လုံခြုံရေးကလည်းအေးဆေးဂိမ်းကစားနေတော့တခန်းလုံးမှာရှိတဲ့ကွန်ပျူတာတွေအကုန်ဟက်ခံလိုက်ရပြီး MI7 ကရှိသမျှအေဂျင့်တိုင်းရဲ့အချက်အလက်တွေအကုန်လုံးအခိုးခံလိုက်ရပါတယ်။ဤပညာနဲ့ဆိုင်တဲ့စိုက်ဘာတိုက်ခိုက်မှုဖြစ်တာကြောင့်ဝင်ကြီးပါအကြက်ရိုက်နေပါတယ်။တရားခံကိုစုံစမ်းဖို့ကလည်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့လျှို့ဝှက်အေဂျင့်တွေအကုန်ဖော်ခံလိုက်ရပြီးဖြစ်တဲ့အတွက်ဝင်ကြီးကလက်ရှိမှတ်တမ်းထဲမှာမရှိတော့တဲ့ spy အဟောင်းတွေကိုပြန်ခေါ်ရပါတယ်။အတော်ဆုံးအေဂျင့်ဟောင်းတွေကတယောက်ကတော့ Johnny English ဖြစ်ပြီးသူကလက်ရှိမှာကျောင်းတစ်ခုရဲ့ပထဝီဆရာလုပ်နေပါတယ်။ Johnny ကပထဝီသင်ပေးလာတော့မသိပေမဲ့သူ့အတန်းချိန်တော်တော်များများက spy လုပ်နေတွေထောင်ချောင်းစင်ဖန်နေတွေဖြစ်ပါတယ်။ကျောင်းစင်းရင်တော့ပြင်းပေါက်ကနေကြိုးရမ်းခိုပြီးဆင်ခိုင်းပါတယ်။ရုပ်ဖြတ်အတန်းဘုံဖြတ်အတန်းတွေအပြင်ဝိုင်တောက်ရင်ဖွန်ကြောင်နီးတွေကိုပါသင်ပေးတဲ့ပထဝီဆရာ Johnny ကိုကျောင်းသားတွေကအရန်သဘောကျကြပါတယ်။ပထမနှစ်ဝက်အပြီးမှာပဲ Johnny စီကို MI7 ကစင့်ခေါ်စာလျှောက်လာတာကြောင့် Johnny လည်းအားရဝမ်းသာနဲ့တကြော့ပြန် spy လုပ်ဖို့အကြောင်းဖန်လာပါတယ်။ MI7 agent ဟောင်းတွေက Johnny အပါအဝင်၄ယောက်ပဲအသက်ရှင်လျက်ကြပါတယ်။ spy အိုကြီးတွေကသူတို့ခေတ်တုန်းကပစ္စည်းတွေကိုကြွားရင်မေးစေးဖုံးပါတဲ့ဘောပင်နဲ့လက်မှတ်ထိုးပါတယ်။ဘောပင်ကိုအဖုံးဖွင့်ပြီးတာနဲ့စက္ကန့်20အတွင်းပြန်မပိတ်လိုက်ရင်အဖုံးကပောက်ကွဲသွားမှာဖြစ်ပါတယ်။ Johnny ကိုကမ်းပေးလိုက်တော့ Johnny ကအဖုံးဖွင့်မှုတော့တိုင်ပတ်နေပြီးကော်ဖီကွက်ထဲကျသွားပါတယ်။ Johnny ကအခန်းပြင်ထွက်ပြီးအဖုံးပြန်ထုတ်တော့ပူလို့အခန်းထဲကိုပြစ်ထည့်လိုက်မိပြီးအကုန်သတိမေကုန်ပါတယ်။အဲ့လိုနဲ့ဟက်ကာကိုဖမ်းဖို့မရှင်ကတယောက်တည်းကြံခဲ့တဲ့ Johnny စီကိုရှောက်လာပါတယ်။ Johnny ကသူ့လိုချင်တဲ့ပစ္စည်းတွေနဲ့တပည့်ဟောင်းကြီး Bob ကိုပါတောင်းလိုက်ပါတယ်။ဆရာတပည့်နှစ်ယောက်သူတို့မရှင်ကိုဆောင်ရွက်ဖို့အတွက်လိုအပ်တာတွေကိုဌာနကပေးပါတယ်။ Smartphone ပေးပေမဲ့ Johnny ကတော့သူ့သုံးမှုတဲ့ကင်မရာလို့ဘာမှပြစ်လို့မရလို့တနက်ပဲတောင်းပါတယ်။ Bob ကသူတို့ရင်ဆိုင်နေရတဲ့လူဟာအစင်းမြင့်ဟက်ကာတယောက်ဖြစ်နေတာကြောင့်သူ့ဆရာကနီးပညာမြင့်ပစ္စည်းတွေမသုံးတာလို့အထက်လူကြီးအထင်မသေးအောင်ဝင်ထောက်ပေးပါတယ်။ Hybrid ကားတွေအများကြီးတွေကကြိုက်တာရွေးခိုင်းတော့လဲ CEO နေတဲ့ရှေးဟောင်းကားကိုပဲယူသွားပါတယ်။ Bob ကဒီကားမှာဟက်ကာခြေရာခံနိုင်တဲ့ Digital နီးပညာမပါလို့သူ့ဆရာရွေးတာဆိုပြီးဝင်ဖြန့်ပြေးရပြန်ပါတယ်။ Cyber တိုက်ခိုက်မှုကပြင်သစ်မှာရှိတဲ့ဟိုတယ်တစ်ခုရဲ့ Wi-Fi ကိုသုံးပြီးလုပ်ခဲ့တာဖြစ်လို့စုံစမ်းဖို့အတွက်ဟိုတယ်စီသွားကြပါတယ်။ MI7 agent တွေဖော်ထုတ်ခံရတဲ့နေတော့ကဟိုတယ်မှာ Wi-Fi သုံးခဲ့တဲ့လူတွေရဲ့နောက်ကျောင်းကိုစုံစမ်းကြည့်တော့မတင်ကားစရာကြေးစားတစ်ယောက်ကိုတွေ့ပါတယ်။ Johnny တို့နှစ်ယောက်စပွဲတို့ရောင်ဆောင်ပြီးသူ့ဖုန်းခိုးဖို့လုပ်ကြပါတယ်။တရှိုးလုံးနေတော့တခြားဝိုင်းတွေကိုပါကျုံသလိုစပွဲထိုးပေးနေရပြီးအားလုံးကိုဒုက္ခလှည့်ပေးနေပါတယ်။ပစုံကိုအထာကြကြကင်ပေးရင်းနဲ့ဖုန်းကိုရှာလိုက်ချိန်မှာစားတောက်ဆိုင်တစ်ခုလုံးလည်းမီလောင်နေပြီဖြစ်ပါတယ်။နှစ်ယောက်သားအဝေးစားတော်မလဲနိုင်မဲ့လူမမိခင်တုတ်ချေတင်ပြေးခဲ့ရပါတယ်။ဖုန်းထဲမှာတဲလွန်စားဆိုလို့ဓာတ်ပုံနောက်ခံမှာပါတဲ့အပျော်စီးသင်္ဘောတစ်စီးပဲရှိနေပါတယ်။သင်္ဘောကဟိုတယ်နဲ့မဝေးတဲ့နေရာမှာရှိနေတာကြောင့်အဲ့ဒီသင်္ဘောပေါ်ကနေ Wi-Fi လမ်းသုံးတာလို့ Bob ကကောက်ချက်ချလိုက်ပါတယ်။တစ်ဖက်မှာဝင်ကြီးကလည်းဟက်ကာကိုဖမ်းဖို့အတွက်အကူအညီတွေလိုက်ရှာနေပြီးအကူအညီပေးနိုင်မဲ့လူတစ်ယောက်ကိုတွေ့ထားပါတယ်။သူကတော့ Jason လို့ခေါ်တဲ့နီးပညာရှင်လူငယ်ဘီလီယံနာတစ်ယောက်ဖြစ်ပါတယ်။ဝင်ကြီးက Jason ကိုသူတို့နဲ့ပူးပေါင်းမှုအရေးစူးစမ်းနေချိန်ပဲလေကြောင်းတိုက်ခိုက်မှုတစ်ခုထပ်ပေါ်လာပါတယ်။လေယာဉ်ပေါ်ကနေဘုံကျဲချတာတော့မဟုတ်ပဲပြည်တွင်းလေကြောင်းလိုင်းတွေကိုလေးစိတ်မှားဆင်းမိအောင်လမ်းကြောင်းတွေပြောင်းပြလိုက်တာဖြစ်ပါတယ်။တစ်ဖက်မှာတော့ Johnny တို့ကသင်္ဘောပေါ်တက်ဖို့အတွက်တန်လိုက်ဖက်နှက်တွေကိုသုံးနေပါတယ်။ဒီစစ်စင်ရဲ့အဓိကအချက်ကဘယ်သူမှသတိမထားမိအောင်လှုပ်ရှားဖို့လို့ Johnny ကသူ့တစ်ဘက်ကိုပညာသင်ပေးနေတော့မယ်။တန်လိုက်ဖက်နှက်တွေကြောင့်သင်္ဘောတွေကတန်တယ်မှန်သမျှကသူတို့သွားတဲ့နေရာကိုလိုက်ကန်နေပါတယ်။အဲဒါကြောင့်ပဲ Johnny တို့နှစ်ယောက်ကသင်္ဘောပေါ်ရောက်ချင်းလူမိသွားပါတယ်။ရောက်ချင်းအဖမ်းခံလိုက်ရပေမဲ့ယုံကြည်ချက်တွေပြေဝနေတဲ့ Johnny ကလွတ်မြောက်ဖို့အစီအစဉ်လည်းရှိနေပါသေးတယ်။ပောက်ကွဲရနေတဲ့နားချက်ခွန်းလေးနဲ့တော့ကိုဖောက်ခွဲဖို့လုပ်တော့ Bob ကအခန်းကျင်းလို့တားပါတယ်။ဒါပေမဲ့ Johnny ကတော့ဖုတ်ခနဲပေါယုံလေးပဲလို့ပြောနေတော့အတန်ကျဲကြီးနဲ့ပောက်ကွဲသွားပါတယ်။အခန်းထဲကလွတ်တော့သင်္ဘောရဲ့စာပါကန်းထဲမှာတီနီယာအချက်ပြတဲ့ခြေရာခံစပ်ထားခဲ့ပြီးထွက်ပြေးကြပါတယ်။သူတို့ကိုဖမ်းထားတဲ့မိန်းမလာလေးအော်ဖီလီယာကိုအထာကြကြနှုတ်ဆက်ပြီးရေထဲခုန်ချလိုက်ပေမဲ့ရေထဲမကျပဲသင်္ဘောချမ်းမြင်ပေါ်ကျသွားလို့ Johnny ခမလေးဘက်ထောက်ပြီးဆင်လာရပါတယ်။နောက်နေ့မှာ Johnny ကအော်ဖီလီယာကိုမျက်ခြေမပြတ်ဆောင်ကြည့်နေပါတယ်။အလုပ်တွေပဲစူးစမ်းနေတဲ့ Johnny ကအခုထိအိမ်အောင်မကြသေးပေမဲ့ Bob ကတော့အိမ်အောင်ကြနေပြီဖြစ်ပါတယ်။ Johnny ကသူတို့လိုအန်နီယာကြားကလူတွေအနေနဲ့အိမ်အောင်မပြုတ်သင့်ဘူးလို့အဆက်ပြေပြောပေမဲ့ Bob ရဲ့မိန်းမကသူတို့ထက်တောင်အန်နီယာများတဲ့အနုမြူရှင်ကုတ်သင်္ဘောရဲ့ကပတိန်ဖြစ်နေပါတယ်။အဲ့ချိန်မှာအော်ဖီလီယာကတနေရာသွားဖို့ပြင်ဆင်နေတာကြောင့် Johnny တို့ကနောက်ကလိုက်ပါတယ်။ကားကိုအသေးအတန်မောင်းပြီးလမ်းမှာရှုပ်နေတဲ့စပိန်သမားတွေကိုလည်းမျက်ရည်ယိုပုံနဲ့ထုခဲ့လိုက်ပါတယ်။အော်ဖီလီယာရဲ့လျှက်စစ်ကအားကုန်ပြီးထိုးရသွားရင်ဝင်ကူညီရင်းနဲ့စကားနှိုက်ဖို့ပလန်ဆွဲထားပေမဲ့သူတို့ရဲ့ခင်ဟောင်းကားကအရင်ဆုံးစီကုန်ပြီးရှက်သွားပါတယ်။အဲ့ချိန်မှာအော်ဖီလီယာကနောက်ပြန်ဆုတ်လာပြီး Johnny ကိုလာနှုတ်ဆက်ပါတယ်။ညရောက်ရင်ဟိုတယ်ကဘာမှတွေးကြဖို့ပါချိန်သွားလို့ Johnny ကသူ့ကိုယ်သူစော့ကြည့်ရဲဆိုပြီးမှန်တက်သွားပါတယ်။တစ်ဖက်မှာလည်းဟက်ကာကောင်ကမီးပွိုင်းတွေအားလုံးကိုหนีအောင်လုပ်ထားလို့လန်ဒန်တစ်မြို့လုံးကာပိတ်နေပါတယ်။သူ့ရဲ့တိုက်ခိုက်မှုတွေကအန်နီယယ်ပေးဖို့ထက်အစိုးရကိုချိန်ချောက်နေတာမှန်သိသာပါတယ်
အဲ့ချိန်မှာပဲဝင်ကြီးဖိတ်ထားတဲ့လူငယ်ဘီလီယံနာညံကြီးရှင်ဂျေဆန်ရောက်လာတာနဲ့အချိန်ကိုက်ဖြစ်သွားပါတယ်ဂျေဆန်ကဖုန်းတစ်လုံးနဲ့တင်ဟက်ကာစီကနေဂျင်ကျော်ထိမ့်သိမ်းရေးကိုပြန်ဟက်လိုက်လို့မီးပွိုင်တွေပုံမှန်ပြန်ဖြစ်သွားပါတယ်အဲ့ဒါကြောင့်ဝင်ကြီးလည်းဂျေဆန်ကိုအထင်ကြီးကြွေဆင်းသွားပါတယ်တစ်ဖက်မှာတော့ဂျော်နီကအော်ဖီလီယာနဲ့တွေ့ဖို့ကားကိုဘော့ဖ်အင်ဂျင်တက်ပြီးဟိုတယ်ကိုလာပါတယ်အော်ဖီလီယာနဲ့စကားပြောရင်တင်းမောရဲ့ပိုင်ရှင်ကိုစုံစမ်းဖို့တောင်မေးပြီးစီမျောနေပါတယ်သူတို့နှစ်ယောက်တွေ့နေတော့မှဘော့ဖ်ကအော်ဖီလီယာရဲ့အခန်းကိုဝင်မွေခဲ့ပြီးအော်ဖီလီယာမှာနာမည်၃မျိုးပတ်စပို့၃ခုနဲ့လက်နက်တွေလည်းရှိနေတာကိုတွေ့ခဲ့ရပါတယ်ဘော့ဖ်ကအော်ဖီလီယာကိုစပိုင်လို့တန်တရားဝင်နေပေမဲ့ဂျော်နီကတော့မိမကောင်းလေးဆိုပြီးသဘောတွေကျနေပါတယ်အဲ့ချိန်မှာအော်ဖီလီယာကအထက်ကိုဆက်သွယ်ပြီးဂျော်နီအကြောင်းတွေစုံစမ်းပါတယ်ဒါပေမဲ့နိုင်ငံတစ်ခုလုံးကိုချင်းချောက်နိုင်တဲ့ဟက်ကာတော်မှဂျော်နီနဲ့ပတ်သက်တဲ့အချက်အလက်တစ်ခုကိုမှရှာမတွေ့လို့အော်ဖီလီယာကဂျော်နီကိုစပိုင်ပရိုမတ်ဆိုပြီးအထင်ကြီးသွားပါတယ်ဘာနောက်ကြောင်းမှစုံစမ်းလို့မရတဲ့ဂျော်နီကိုချက်ချင်းရှင်းပြလိုက်ဖို့လည်းအမိန့်ကြားလာပါတယ်အဲ့ညမှာဂျော်နီကအိမ်မပျော်ဖြစ်နေတာကြောင့်အိတ်ဆေးတောက်လိုက်ပေမဲ့အိတ်ဆေးနဲ့လန်းဆန်းတက်ကြွတဲ့ဆေးကိုမှားတောက်လိုက်မိပါတယ်အော်ဖီလီယာကသူ့ကိုတက်ဖို့ရှောက်လာချိန်မှာပဲဂျော်နီကတက်ကြွပြီးအခန်းထဲကထွက်အလာမှာတကားနဲ့ရှိုက်ခဲ့လိုက်ပါတယ်ဂျော်နီကကလပ်မှာရှိသမျှကားကွက်တွေထုတ်ကြွပြီးမြူးနေတော့အော်ဖီလီယာကတနက်နဲ့လမ်းချိန်ပါတယ်ဒါပေမဲ့ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်ကားကွက်ဆန်းနေနဲ့ကနေတဲ့ဂျော်နီကိုပြစ်ဖို့မဖြစ်နိုင်တာကြောင့်အော်ဖီလီယာကအနာဂတ်လောက်ကြံဖို့ဗျူဟာပြောင်းလိုက်ပါတယ် Marvel ရဲ့ထွက်ထားသမျှ animated movie 20ကျော် DC animated movie 90ကျော်လုံးကို The Mist Telegram မှာမြန်မာစာတန်းထိုးနဲ့တစုတစည်းနဲ့လာကြည့်နိုင်ပါတယ်တသက်စာမမကြီးနဲ့တစ်ခါဝင်ထားလိုက်ရင်အသစ်ထွက်လာသမျှကားတိုင်းကိုလည်းစက်ကြည့်နိုင်မှာဖြစ်ပါတယ် Marvel ရော DC ရောရဲ့ live action တွေမှာခုထိမမြင်ရသေးတဲ့ဇာတ်ကောင်တွေအများကြီးရှိလို့ animation တွေကြည့်ရတာကလည်းတမျိုးပြောစရာကောင်းပါတယ် movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်ဘယ် channel မှာဆိုမဝင်ချင်တယ်ဆိုရင် description မှာရော comment မှာရောဆက်သွယ်ဖို့အတွက် Telegram နဲ့နေပေးထားပါတယ်ဒါပေမဲ့မနာရန်ကနေတဲ့ဂျော်နီကိုတက်လို့မရတဲ့အပြင်တက်ကြွလွန်ပြီးကင်ပေါက်ခံလိုက်ရလို့ဒီတညတော့လက်လျှော်လိုက်ရပါတယ်မိုးလင်းလို့ DJ ကအိပ်ပျော်သွားတဲ့အထိဂျော်နီကတော့အားမကုန်နိုင်သေးပဲတကူတော့ကနေပါတယ်အဲ့ချိန်မှာဘော့ဖ်ရောက်လာပြီးတင်းမောပိုင်ရှင်ကဂျေဆန်ဖြစ်ကြောင်းအသေးအတန်လာပြောပါတယ်ဂျေဆန်ကဒီမနက်ပဲဝင်ကြီးချုပ်နဲ့သဘောတူစာချုပ်ချုပ်တော့မှဖြစ်တာကြောင့်သူတို့ကိုအမြန်ဆုံးသွားတာကြပါတယ်စေးရှိန်မပြေသေးတဲ့ဂျော်နီလည်းကားကို Highway Police တုံးလုံးလဲကြံခဲ့တဲ့အထိမောင်းသွားပါတယ်တစ်ဖက်မှာတော့ဟက်ကာကောင်ကယထာကုံလုံးကိုဘူရာတစ်ခုထဲမှာစိုက်သွားအောင်လုပ်ထားလို့ဝင်ကြီးချုပ်ကစိတ်ညစ်နေပါတယ်စေးရှိန်ပြေသွားတဲ့ဂျော်နီကသူတို့တွေ့ထားတဲ့အချက်လက်တွေအရဟက်ကာဟာဂျေဆန်ဖြစ်ကြောင်းအင်္ဂိုင်းနဲ့အထက်ကိုတင်ပြပါတယ်အထက်ကလည်းတက်တဲ့အတီးကြလို့သေးလို့ဂျေဆန်အိမ်ကိုလျှို့ဝှက်ဆောင်စမ်းမှုအိပ်ပျော်နေတဲ့ဂျော်နီကိုတာဝန်ပေးလိုက်ပါတယ်ဂျေဆန်ရဲ့အိမ်ကနီးပညာမြင့် smart home ဖြစ်တာကြောင့်သူ့အိမ်ထဲမဝင်ခင်ပုံရိပ်ရောင်ဆန်တဲ့အရှင်လေးကျင်ခိုင်းပါတယ်အိမ်ထဲပုံစံတူပုံရိပ်ရောင်တွေကိုမြင်ရဖို့ VR မျက်မှန်တက်လိုက်ရမှာဖြစ်ပြီးအရက်ရှင်းမျက်နှာသွားဖို့တော့အောက်မှာလမ်းလျှောက်ဆက်ရှိနေပါတယ်ဆရာကြီးဂျော်နီကကျွမ်းကျင်နေပြဖို့မဆောင်ပဲမျက်မှန်ကောက်တက်ပြီးလမ်းလျှောက်ဆက်ကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့မမြင်ရပဲဖွင့်တာမို့မှန်ကုန်မထိပဲစက်ပိတ်နေတဲ့အတိုင်းလေ့ကျင့်ရေးစားလိုက်မိပါတယ်သူ့အမြင်ကဂျေဆန်ရဲ့အိမ်ထဲမှာဖြစ်ပြီးလမ်းလျှောက်ဆက်ပေါ်မှာရှောင်နေပေမဲ့စက်ပိတ်ထားလို့အပြင်ကိုထွက်သွားပါတယ်အိမ်ထဲမှာတွေ့တဲ့အဆောင်တွေကိုလက်နက်ပေါင်းစုံနဲ့တိုက်ခိုက်နေတာဆိုပေမဲ့အပြင်မှာတကယ်ရှိတဲ့လူတွေကိုတိုက်ခိုက်မိနေပါတယ်သူ့ကိုယ်သူပုံရိပ်ရောင်ကဘာထဲမှာလိုပဲထင်နေတဲ့ဂျော်နီကလန်ဒန်တစ်မြို့လုံးကိုမျက်မှန်ကြီးနဲ့ပတ်ပြီးတိုင်းပေါင်းစုံနဲ့လူပေါင်းစုံကိုစော်ပစ်ပါတယ်မစ်ရှင်ပြီးတော့မူလနေရာဖြစ်တဲ့အခန်းထဲကိုပြန်ရောက်နေတာကြောင့်သူ့ကိုယ်သူတစ်ချိန်လုံးလမ်းလျှောက်ဆက်ပေါ်မှာလိုပဲထင်နေပါတယ်လေ့ကျင့်ရင်လည်းအောင်မြင်ပြီဆိုတော့ဂျေဆန်ရဲ့အိမ်ကိုလက်တွေ့ခိုးဝင်ပါတယ်ဘော့ဖ်ကအပြင်မှာစောင့်နေပြီးဂျော်နီကအထဲကိုဝင်သွားပါတယ်အော်ဖီလီယာနဲ့တက်တဲ့တို့တော့အော်ဖီလီယာကသူ့စပိုင်ဆိုတာဘယ်တော့နဲ့ကသိတာလဲလို့ဂျော်နီကိုစီးပြီးမေးပါတယ်ဂျော်နီကသူကိုယ်တိုင်ထုတ်ပြောလို့သာခုမှသိလိုက်တာဖြစ်ပေမဲ့ချော်လဲရောထိုင်စတွေ့တဲ့ကလို့ရှူလိုက်ပါတယ်နှစ်ယောက်လုံးကဂျေဆန်ကိုစောင့်ကြည့်နေတဲ့စပိုင်တွေဖြစ်တာကြောင့်ခဏတာငြိမ်ငြိမ်ယူလိုက်ပါတယ်ဂျေဆန်ကနောက်ထပ်ပြစ်မှတ်တစ်ခုကိုတိုက်ခိုက်ဖို့လုပ်နေတာကိုဂျော်နီကအော်ဖီလီယာရဲ့ဖုန်းနဲ့အမိအယဗီဒီယိုသက်သေယူလိုက်ပါတယ်ဒါပေမဲ့တချင်းမဖွင့်မိလို့ကျူးကျော်သူရှိနေတာကိုဂျေဆန်သိသွားတာကြောင့်အော်ဖီလီယာကဂျော်နီကိုဖမ်းလာသလိုဟန်ဆောင်လိုက်ပါတယ်ဂျော်နီကအင်္ဂလန်လုံခြုံရေးတစ်ဖွဲ့လုံးအိမ်ရှိရောက်နေပြီလို့ဖျက်ချောက်လိုက်ပေမဲ့သူအားကိုးစရာတဦးရီသောဘော့ဖ်ကအပြစ်မှာခွေးတွေလိုက်ဆွဲလို့ထွက်ပြေးနေရပါတယ်။ရွေးထည့်စရာမရှိတော့တဲ့ဂျော်နီလည်းတက်သေးပါတဲ့ဖုန်းကိုလူပြီးထွက်ပြေးပါတယ်။ဂျေဆန်တို့ကလည်းလိုက်လာပြီးဂျော်နီကကားတစ်စီးကိုတားလိုက်ပါတယ်။ဒါပေမဲ့သူတားလိုက်တဲ့ကားကအမောင်းတင်တဲ့ကားမို့ဂျော်နီကတင်တန်းသူအမျိုးသမီးရဲ့မျက်မှန်ကိုဘာမှမမြင်ရအောင်ချို့လိုက်ပါတယ်။မမြင်ရတဲ့ဒရိုင်ဘာကိုသူပြောတဲ့အတိုင်းရှမ်းသမ်းမောင်းခိုင်းပြီးဂျော်နီရဲ့ကျွမ်းကျင်မှုကြောင့်ဂျေဆန်တို့လက်ကနေလွတ်သွားပါတယ်။ဆိုင်ဘာတိုက်ခိုက်မှုလုပ်နေတဲ့ဂျေဆန်ကိုမှတ်တမ်းတင်ခဲ့တဲ့ဖုန်းအစားကားမောင်းတင်တဲ့အမျိုးသမီးရဲ့ဖုန်းနဲ့မှာယူလာမိလို့တပ်တွေတွေကိုဝင်းကြီးကိုချပြချိန်မှာတော့တလွဲတွေပဲဖြစ်နေပြန်ပါတယ်။ဝင်းကြီးလည်းသူအားကိုးရတဲ့ဂျေဆန်ကိုမဟုတ်တာတွေဆွဆွဲနေတယ်ဆိုပြီးဂျော်နီကိုအလုတ်ကနေအနာယူခိုင်းလိုက်ပါတယ်။ဂျော်နီကစိတ်ညစ်သွားပေမဲ့ဘော့ဖ်မှာတော့ဒီမစ်ရှင်ကိုအပြည့်သက်ဖို့အကြံရှိနေပါတယ်
ဝင်ကြီးချုပ်နဲ့ဂျေဆန်တို့ရဲ့သဘောတူလက်မှတ်ထိုးပွဲကိုမတားနိုင်ဘူးဆိုရင်ဂျေဆန်ကအင်္ဂလန်နိုင်ငံရဲ့ဒေတာအားလုံးကိုစိတ်ကြိုက်ချယ်လှယ်ဝင်ရှာသွားတော့မှာဖြစ်လို့အဲ့လိုမဖြစ်အောင်တားဖို့လိုပါတယ်။ဘော့ဖ်ရဲ့အစီအစဉ်ကတော့သူ့မိန်းမရဲ့ရှင်ကုန်တင်မောနဲ့စာချုပ်ချုပ်မဲ့နေရာကိုလိုက်သွားဖို့ပဲဖြစ်ပါတယ်။စာချုပ်ချုပ်ဆိုပွဲကတမိုင်းဝင်ရှဲတိုက်ကြီးတစ်ခုမှကျင်းပနေတာဖြစ်ပြီးဂျော်နီတို့ကအဲ့ဒီကိုရှင်ကုန်တင်မောနဲ့ရှောက်လာပါတယ်။ဘော့ဖ်ရဲ့မိန်းမကသူ့ရဲ့ရှင်ကုန်တင်မောအိုကြီးနာမှာဖုန်းမဆက်ဖို့တော့ဂျော်နီတို့ကိုအထူးမှာလိုက်ပါတယ်။သူ့တင်မောကခေဟောင်းနေပြီဖြစ်လို့တာမန်ဖုန်းဆက်ရုံနဲ့တောင်လိုင်းတွေပူပြီးကြောင်တောင်တွေဖြစ်ကုန်တယ်လို့ဖြစ်ပါတယ်။ဂျော်နီကခွန်အားကိုအစတရာတိုးစေမဲ့စပိုင်ဝစ်ဆောင်နဲ့အပေါ်ကိုတက်ပါတယ်။ရုရှားစပိုင်ဖြစ်တဲ့အော်ဖီလီယာကလည်းဂျေဆန်ကိုဖမ်းဖို့အရက်ခွက်ထဲမှာစိတ်ခတ်လိုက်ပါတယ်။ဂျေဆန်ကတောင်းလိုက်ပေမဲ့အော်ဖီလီယာကစပိုင်ဆိုတာကိုသိနေပြီးသားဖြစ်တဲ့အတွက်ဖြည့်စည်းကြိုတောက်ထားပြီးသားဖြစ်ပါတယ်။အော်ဖီလီယာရဲ့တနက်ကိုလည်းမောင်းဖြုတ်ထားတဲ့အတွက်အော်ဖီလီယာကချောင်းပိတ်မိသွားပါတယ်။အဲ့ချိန်မှာသူ့ရဲ့ကောင်းကြီးဂျော်နီလျှောက်လာပြီးဂျေဆန်ရောအော်ဖီလီယာကိုပါဖမ်းလိုက်ပါတယ်။ဂျော်နီမသိတာကတော့အခန်းထဲဝင်ချင်းသူ့ရဲ့ဝစ်စုံကပြင်းပေါက်မှာချိန်မိနေပါတယ်။ခွန်အားတွေအစတရာတိုးနေစဲမှာဘာမှမဖြစ်ပေမဲ့အထဲရောက်လို့ဝစ်စုံကိုပါဝါပိတ်လိုက်တဲ့အချိန်မှာဂျော်နီကလေးခွားနဲ့ပြစ်လိုက်တဲ့လောက်စလုံးလိုရှည်တဲ့ပြုတ်ကျသွားပါတယ်။အော်ဖီလီယာကတော့ပောက်ကရအခြေအနေကိုအခွင့်ကောင်းယူပြီးထွက်ပြေးနိုင်သွားပါတယ်။အောက်မှာတော့ဂျော်နီတို့ကအထဲကိုဘယ်လိုဝင်ရမလဲအကြံထုတ်နေကြပါတယ်။နိုင်ငံတကာကိုယ်စားလှယ်တွေရဲ့ပူးပေါင်းလက်မှတ်ထိုးပွဲမှာဘင်ခရာအဖွဲ့ကိုတွေ့တော့နှစ်ယောက်သာရှောရောင်ပြီးဝင်သွားပါတယ်။ဂျော်နီအထဲဝင်သွားတာကိုလုံခြုံရေးတွေကတွေ့သွားတာကြောင့်လိုက်ဖမ်းကြပါတယ်။ဂျော်နီလည်းနီးစပ်ရာတန်ကြက်ကဝင်းဆောင်တစ်ခုတည်းဝင်ပုံလိုက်လို့အဆောင်တွေမတွေ့တော့ပဲပြန်ထွက်သွားကြပါတယ်။အဲ့ချိန်မှာဘော့ဖ်နဲ့အော်ဖီလီယာတို့ရောက်လာပြီးဂျော်နီကိုဝင်းဆောင်တွေကထုတ်ပေးပေမဲ့ခပတ်ကချွတ်လို့မရလို့စီးဆုပ်ပြီးဖြုံနေကြရပါတယ်။တစ်ဖက်မှာလည်းဝင်းကြီးကလက်မှတ်ရေးထိုးလိုက်တာကြောင့်ဂျေဆန်ကနိုင်ငံတော်ရဲ့လျှို့ဝှက်ချက်တွေအားလုံးတင်ထားတဲ့စာပါတွေကိုဝင်နိုင်သွားပါတယ်။သူလိုချင်တာရသွားတော့မျက်နှာဖုံးခွာပြီးပေါ်ပေါ်ထင်ထင်ပဲတခြားနိုင်ငံကကိုယ်စားလှယ်တွေလည်းဒီငတုံးမကြီးလိုလက်မှတ်မထိုးရင်တကဘာလုံးမှာအင်တာနက်ဆိုတာမရှိတော့အောင်လုပ်ပြမယ်လို့ချင်းချောက်ပါတယ်။ဒါပေမဲ့ဝစ်စုံပြင်းတဲ့သူရဲကောင်းကြီးဂျော်နီကသူ့ကိုတားဖို့အချိန်မီလျှောက်လာပါတယ်။စကကြီးစကကျဲတွေပြောပြီးလှေကားအောက်ကိုအစင်းမှာသူ့စီနဲ့သူချော်ပြီးအပြင်ကိုအော်တိုထွက်သွားပါတယ်။ဝင်ကြီးတွေအားလုံးလည်းပြောစရာစကားတွေပျောက်ဆုံးကုန်လောက်အောင်အံ့ဩနေုံပဲတန်နိုင်မှာတော့တယ်။ဂျေဆန်ကသူတို့စုဝေးနေတဲ့ရဲတိုက်ကြီးတစ်ခုလုံးကိုပိတ်ချလိုက်ပြီးနိုင်ငံတကာကဝင်ကြီးတွေကိုလက်မှတ်ဆက်ထိုးခိုင်းပါတယ်။အင်တာနက်မရှိတော့ရင်ဖြစ်လာမယ့်အကျိုးဆက်တွေကမရေမတွက်နိုင်အောင်များလွန်းတာကြောင့်အားလုံးကလည်းကြောက်လန့်နေကြပါတယ်။ဒါပေမဲ့လက်မှတ်မထိုးကြသေးလို့ဂျေဆန်ကအမီးအနေနဲ့တကဘာလုံးကအင်တာနက်ကိုခဏဖြတ်တောက်လိုက်ပါတယ်။တစ်ဖက်မှာဂျော်နီကလည်းစစ်ကူတွေခေါ်ဖို့အတွက် MI7 ကိုဖုန်းဆက်နေပါတယ်။အရေးအကြောင်းဆို call center ကဘာလို့ရန်3ကိုနှိပ်ပါညာလို့ရန်9ကိုနှိပ်ပါဆိုလို့လိုက်နေရပါတယ်။ရင်းကုန်တင်မောနာမှာဆက်တာဖြစ်လို့သူနှိပ်တဲ့နံပါတ်တွေကတင်မောရဲ့နျူကလ িয়ার ကုတ်တွေထဲလိုက်ဝင်နေပါတယ်။တိုက်ဆိုင်ကျင်တော့နံပါတ်3ခုလုံးကနျူကလ িয়ার လက်နက်ပြစ်မိတ်ပေးတဲ့ကုန်းနဲ့ကိုက်ညီနေတာကြောင့်ကပတိန်က MI7 ဌာနချုပ်ကိုဖုန်းဆက်ပြီးအတည်ပြုချက်ယူပါတယ်။အဲ့ချိန်မှာဂျော်နီရဲ့ဖုန်းကိုကင်ထားတဲ့အတွင်းရင်မှုကကပတိန်ရဲ့ဖုန်းကိုပါကောက်ကင်လိုက်ပြီးနျူကလ িয়ার လို့ပြောတာနဲ့သူ့ boss ကိုသွားပြေးခေါ်ပါတယ်။ဖြစ်ချင်တော့ဖုန်းကွက်နှစ်ခုလုံးကိုမျက်နှာချင်းဆိုင်ချခဲ့မိလို့ဂျော်နီနဲ့ကပတိန်ကအချင်းချင်းဟယ်လိုလုပ်ပြီးပြဿနာတွေရှုပ်ကုန်ပါတယ်။ကပတိန်ကနျူကလ িয়ার လက်နက်အသုံးပြုမိတ်ပေးတာတေချာလားလို့မေးတော့ဂျော်နီကတဲတဲကွက်ကွက်မကြားရပဲဘူးမသိဘာမသိနဲ့စာချုပ်ချုပ်နေတဲ့ရဲတိုက်ကိုမိကုံရန်ကိုတိုက်ခိုက်ဖို့လိုနေပြီဆိုပြီးပြန်ပြောလိုက်ပါတယ်။ကပတိန်ကလည်းသူ့ကိုပြစ်မိတ်ပေးတာထင်ပြီးရဲတိုက်ကိုပြစ်လိုက်ပေမဲ့နျူကလ িয়ার တုံးကြီးကဂျေဆန်ရဲ့သင်္ဘောပေါ်မှာတစ်ချိန်လုံးကဂျော်နီထားခဲ့တဲ့ခြေရာခံဆက်စီကိုလမ်းကြောင်းပြောင်းသွားပါတယ်။ကံကောင်းကျင်တော့တကဘာလုံးကိုဂျေဆန်တိုက်ခိုက်မှုတွေလုပ်နေတဲ့စာပါကအဲ့ဒီသင်္ဘောပေါ်မှာဖြစ်လို့ဂျော်နီအင်္ဂလိပ်ကကမ္ဘာအင်တာနက်ကြီးရဲ့ကယ်တင်ရှင်ဖြစ်သွားပါတယ်။ဂျေဆန်လည်းသူ့အစီအစဉ်တွေကြာရှုံးသွားလို့ချက်ချင်းထွက်ပြေးပါတယ်။ပြေးရင်းနဲ့နောက်ထပ်စာပါတစ်ခုကနေတိုက်ခိုက်ဖို့လုပ်နေတော့မှအော်ဖီလီယာကသူထွက်ပြေးလို့မရအောင်ရဟတ်ရင်ကို tablet နဲ့ hack ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ hack လို့မပြေးခင်မှာဂျော်နီက tablet ကိုဆွဲယူပြီးဂျေဆန်ကိုလှမ်းထူလိုက်ပါတယ်။လဲကျသွားတဲ့ဂျေဆန်ကရဟတ်ရင်နဲ့ကောင်းဆောင်မိပြီးမေ့လဲသွားပါတယ်။ဂျော်နီကသူ့ဖုန်းကိုလည်းဓာတ်နဲ့ခွဲပစ်လိုက်လို့တကဘာလုံးကစိုက်ဘာတိုက်ခိုက်မှုဘေးကနေကင်းလို့သွားပါတယ်။သူရဲကောင်းကြီးဂျော်နီကိုမီဒီယာတွေကဓာတ်ပုံဝိုင်းရိုက်နေတော့မှလုံးဝဖြုံးမရတဲ့ခပတ်ကပြုတ်သွားလို့အော်ဖီလီယာနဲ့ဘော့ဖ်တို့ကသူ့ကိုဝိုင်းကပေးထားရပါတယ်။သူရဲကောင်းကြီးဂျော်နီကသူစာသင်ခဲ့တဲ့အကြောင်းကိုမိန်ကုန်းပြောပေးဖို့ဖိတ်ခေါ်ခံရလို့ရှောက်လာပါတယ်။မိန်ကုန်းမပြောခင်စာသင်ခန်းထဲကိုသွားကြည့်တော့တပည့်ကျော်တွေကကိုရောင်ဖြောင်းနှီးပေါင်းစုံနဲ့သူတို့ဆရာအထင်ကြီးအောင်စီကြိုနေကြပါတယ်။ဂျော်နီလည်းဝမ်းသာအားရနဲ့တပည့်ကျော်တွေကိုသူယူလာတဲ့စုံတော်ပစ္စည်းတွေလက်ဆောင်ပေးပါတယ်။ဒီလိုနဲ့ပဲစာပွဲရအင်္ဂလန်သူရဲကောင်းကြီးဂျော်နီအင်္ဂလိပ်ရဲ့ဌာနကြီးကဆုံးခန်းတိုင်သွားပြီဖြစ်ပါတယ်။